အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်မဗီယက်နမ်ရဲ့နာမည်ကြီးမနက်စာတစ်ခုဖြစ်တဲ့ဘိုနီးကိုသွားစကြည့်ခဲ့ပါတယ်ရောက်ချင်းမဲဆိုင်ရကျွန်မတို့ကိုဒီလိုမျိုးပေါင်းမအကြီးနှစ်ခုကိုလာချပေးပါတယ်ပြီးတော့ကြတော့သူတို့ရဲ့ထုံးစံအတိုင်းအသီးရွက်လေးလည်းချပေးပါတယ်အခုဆိုတော့ကျွန်မတို့မှာထားတဲ့ဘိုနီးရပါပြီသူကတန်ကြားအပူထဲမှာအမဲသားရဲ့ sausage ရဲ့ကြက်ဥရဲ့ထည့်ထားပါတယ်အခုကျွန်မတို့လာချတဲ့အထိပေါ့နော်အိုးကပွက်ဆူပြီးပူနေတော့မှရှိပါတယ်သူ့ရဲ့အထိပ္ပယ်ဟိုကဘိုးဆိုတာအမဲသားနီးဆိုတာရှောင်ရှားရတာပါဘာလို့ရှောင်ရှားရလဲဆိုတော့ကြတော့ဒီလိုမျိုးသူကပွက်ဆူနေတဲ့တန်ကြားထဲမှာထည့်ထားတော့ကြတော့စီရီကကိုယ့်ကိုလာစင်တဲ့အတွက်ကြောင့်မလို့ရှောင်ရတယ်ဆိုတဲ့အထိပ္ပယ်နဲ့ပေးထားဖြစ်ပါတယ်ကျမကတော့ပထမဦးဆုံးအရင်စစားဘူးလားဆိုတော့ကြတော့ပေါမုံကိုနည်းနည်းဖဲ့ပြီးတော့ကြတော့သူ့ရဲ့အမဲသားလေးထည့်ပြီးတော့စားကြည့်လိုက်ပါတယ်ပထမဦးဆုံးရတာမှတော်တော်လေးကိုစားလို့ကောင်းပါတယ်အဲ့ဒါနဲ့ကျွန်မလည်းကျန်တဲ့ပေါမုံအကုန်လုံးကိုယူပြီးတော့ကြတော့သူ့ရဲ့အမဲသားတွေ sausage တွေပြီးတော့ကြတော့အသီးရွက်တွေရောညှက်ပြီးတော့ကြတော့စားလိုက်ပါတယ်ဒါမှမဟုတ်ဒီစားစာကောင်းလေးတွေကောင်းမလေး first date ချင်းတွေ့မယ်ဆိုရင်တော့လုံးဝမစားသင့်တဲ့အစားအစာပါဘာလို့လဲဆိုတော့ခုကျွန်မစားပြနေတဲ့အတိုင်းပဲပေါ့နော်သူကအစာပလာတွေရောပေါမုံကိုရောစားရဖြစ်တဲ့အတွက်ကြောင့်ပါဇက်ကိုအကျဲနိုင်သမျှအကျဲကြီးဟာပြီးစားရပါတယ်ပြီးတော့ကြလက်နဲ့လည်းစားရဆိုတော့ကြတော့တိတ်ပြီးတော့ကြည့်လို့မကောင်းဘူးပေါ့နော်ဒါပေမဲ့ကြည့်လို့သာမကောင်းတာပါအရသာတော့အရန်စားလို့ကောင်းပါတယ်ကျမကတော့ငရုတ် sauce လေးပါနည်းနည်းစမ်းစားခဲ့ပါတယ်ဒါလေးကငရုတ်ကောင်းစီတယ်နော်ကျမဒီလိုငရုတ်ကောင်းအစိမ်းကိုအရင်ကတစ်ခါမှမမြင်ဘူးပေါ့နော်အဲ့ဒါလေးလည်းကျမနည်းနည်းထည့်ပြီးတော့စားကြည့်ခဲ့ပါတယ်စားလို့လည်းကောင်းပါတယ်ခုကတော့ပေါမုံတာကုံသွားရင်ဟင်းတွေကမကုံတော့ကျမဟင်းတွေကိုဒီတိုင်းပဲခတ်ပြီးတော့စားခဲ့လိုက်ပါတယ်နက်ဆာစားပြီးအပြန်မှာကော်ဖီလဲဝင်တောက်ခဲ့ပါသေးတယ်ဒါတော့သူတို့ free ချပေးတဲ့ရင်နွေးချမ်းမှာဒီထဲမှာငရုတ်သီးလားမသိဘူးအဲ့လိုအနီလေးတွေပါလို့ကျွန်မထူးဆန်းလို့ကြည်ညာပါကျွန်မရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye Thank you